ချန်ပီယံဖြစ်မဲ့တင်ပြီး AFC ကမ်းမဲ့တင်မျိုးတော့ကြောင်းခဲ့ပါဟုတ်ဝါသနာပါတော့ကျွန်တော်အဖေကြောင့်မသိဘူးကျွန်တော်အဖေကအရင်ကလည်းဘောသမားဆိုတော့ကျွန်တော်ပိုးပါလာဘောသမားဘွားတော့အဲ့လိုငယ်တော့ပဲအဲ့လိုမျိုး9နှစ်10နှစ်လောက်တည်းကအဲ့လိုကျွန်တော်အဖေနဲ့ပဲတောက်လျှောက်သွားပြီးတော့သူနဲ့ပဲတောက်လျှောက်ကန်တယ်ပေါ့ကန်ပြီးတော့အဲ့လိုဟိုဖြစ်နောက်ပြီးတော့ကျွန်တော်10နှစ်လောက်မှဟိုပြိုင်ပွဲတစ်ခုဝင်ပြိုင်တယ်ပေါ့အဲ့လိုမျိုးပြိုင်ပွဲတစ်ခုဝင်ပြိုင်တော့ကျွန်တော်အဲ့ပြိုင်ပွဲမှာအဲ့ပြိုင်ပွဲနေစဉ်ပဲကျွန်တော်ဒီကျွန်တော်ဆရာတင်ဝင်းတို့ဆရာစောဝင်းတို့ကနေတဆင့်ကျွန်တော်အဲ့မန္တလေးရန်နာဘုံဘောလုံးအတင်းကိုကျွန်တော်ရောက်သွားပါလို့အငယ်တင်းပေါ့ငယ်တင်းကိုရောက်ပြီးတော့ကျွန်တော်အဲ့လို73နှစ်လောက်ကနေစပြီးတော့ကျွန်တော်အဲ့U19အတင်းနဲ့ပေါ့အဲ့ရန်နာဘုံ19အတင်းနဲ့ကျွန်တော်training တွဲဆင်းတယ်ကွာအဲ့လိုမျိုး training တွဲဆင်းရနေပြီးတော့တောက်လျှောက်အဲ့လိုမျိုးဝါသနာပါဖြစ်တာပါလို့ရှိတာပေါ့အခုဘယ်လိုပြောရမလဲကျွန်တော်တို့ကအပြင်ကလာတဲ့လူတွေဆိုတော့တည်မလားအဲ့လိုမျိုး50ကိုတည်မလားဖြစ်မယ်မဖြစ်ဘူးပဲရှိတယ်အဲ့လိုမျိုးအဲ့လိုဆိုတော့ဘယ်လိုပြောရမလဲကျွန်တော်အကယ်ဒမီတက်ခဲ့တဲ့လူငယ်ဆိုရင်တော့သူတို့ဒီလေဝိစဉ်နေပါရနိုင်ငံခြားတောက်လျှောက်ထွက်ရတယ်ဆိုတော့သူတို့မှာပို့ပြီးတော့တိကျတဲ့အဖြေရှိရပေါ့သူအချိန်တိုင်းဒီဟာဖြစ်နေတယ်ကျွန်တော်တို့က50ပဲဖြစ်မယ်မဖြစ်ဘူးပဲအတိကအဲ့လိုဘယ်လိုပြောရမလဲအဲ့လိုမျိုးငယ်လေးကတော့အသိမလားလို့ဖြစ်ချင်တာပေါ့အဲ့လိုကိုသဘောကျတဲ့ player တွေလည်းအများကြီးပဲအဲ့လိုမျိုးကိုအောင်တို့ကိုမောင်လင်းတို့ဆိုလည်းတကယ်ကောင်းတဲ့ဟိုဟာဆိုတော့သူ့လိုမျိုးဖြစ်ချင်တယ်ငယ်လေးတည်းကအဲ့လိုအိမ်မက်တော့ရှိရပေါ့အဲ့လိုမျိုးပဲကျိုးစားတာပေါ့အဲ့လိုမျိုးဘယ်လိုကျွန်တော်တကယ်ကစားမဲ့ကာလတွေကကြောင့်ဒီအများကြီးဖြစ်နေတဲ့ကာလတော့ကျွန်တော်ကဆက်လုပ်ရမှာလားမလုပ်ရမှာလားအဲ့လိုဟိုဟာဖြစ်တော့အဲ့လိုနောက်ပိုင်းကျတော့သူ့အနေနဲ့သူတော့အဆင်ပြေသွားတာပဲအဲ့လိုကိုယ့်ဘာကိုယုံကြည်ရပဲကိုဆက်လျှောက်တယ်ကျန်တာလည်းကျွန်တော်ကတိတ်ဘာမှတိတ်မလုပ်တတ်တော့ဒီဘောလုံးပဲအခြေချပြီးတော့လုပ်တော့အဆင်ပြေပါတယ်နောက်ပိုင်းတော့ကျွန်တော်တို့တော့အများကြီးတော့ဆက်သွားအောင်ပါအဲ့လိုမျိုးပဲဘယ်လိုပြောမလဲကျွန်တော်အကြိုက်ကိုသူတို့သိတယ်ပဲကျွန်တော်ဘောလုံးရလာပြီဆိုရင်ဒီအခုစောမျိုးစောတို့ဆိုင်းမနာအောင်လို့ပဲကျွန်တော်ဘောလုံးရလာပြီဆိုသူတို့ကျွန်တော်ဘာကြိုက်လဲဆိုကျွန်တော်သူတို့သိတယ်ကျွန်တော်သွားခြင်းတဲ့လမ်းကြောင်းသူတို့သိတော့ဒီကောင်လေးနဲ့ကတော့ကျွန်တော်ဒီကောင်လေးနဲ့အဆင်ပြေကစားရတာသူ့ကြိုက်လဲသိတယ်ကိုကြိုက်လဲသူသိတော့အဲကြောင့်တိုင်ပင်ကြိုက်တာဒီကအတင်းပြောင်းမှုကိစ္စကတော့ကျွန်တော်တို့ဒီအပေါ်ကလူကြီးနေတယ်ဆိုင်တာပေါ့ကျွန်တော်လူကြီးနေကျွန်တော်တို့ကအရှိသွားခြင်းနဲ့ဖြစ်တော့ကြတော့ကျွန်တော်ပေးဆက်နိုင်တယ်လို့ပေးဆက်မှာဒါပေမဲ့ကျွန်တော်တို့ဒီပြောင်းတဲ့အချိန်မှာကြတော့လေဒီဆရာကြီးလည်းနားလည်မှာပါကျွန်တော်တို့ဆရာကြီးလည်းအဲကြောင့်မို့ကျွန်တော်တို့ player life မှာကျွန်တော်အရှင်းမြင့်အဲ့လိုမျိုးတကယ်ကောင်းတဲ့တွေမှာတွားပြီးတော့နိုင်ငံခြားထွက်ကစားအဲ့လိုအိမ်မက်တွေအများကြီးရှိတာ။ကတော့ဘယ်လိုပြောမလဲကျွန်တော်တို့ကဒီပြောင်းမယ်ဆိုရင်တော့ဒီချန်ပီယံဖြစ်ချင်တဲ့အသင်းမျိုးကိုပဲကျွန်တော်တို့ပြောင်းဖို့တော့စဉ်းစားထားရပါအဲ့လိုမျိုးဒီကကျွန်တော်တို့နဲ့တေချာညှိရမှာအဲ့တော့အတင်းဒီချန်ပီယံဖြစ်မဲ့အတင်းပြီး AFC ကမ်းမဲ့အတင်းမျိုးတော့ကြောင်းခဲ့ပါဟုတ်အခုအကယ်ဒမီရွေးပွဲမှာဆိုလည်းဒီပါတဲ့ညီလေးတွေရှိတယ်မပါတဲ့ညီလေးတွေလည်းရှိတယ်ပေါ့အဲ့လိုပါတဲ့ညီလေးတွေကကြတော့လေသူတို့လမ်းကြောင်းလေးကိုပွင့်သွားပါမပါတဲ့ညီလေးတွေတော့ကြတော့လေဘယ်လိုပြောရမလဲဆက်ကြိုးလာပေါ့ပြိုင်ပွဲတွေကအများကြီးပြတည်မှာကိုလုံးပြရင်လုံးပြသလောက်ရတဲ့ခေတ်မှာဆိုတော့အခုဒီခေတ်မှာဆိုပူတော်ကျွန်တော်ခေတ်ကပူတော်ကောင်းနေတယ်ကိုကြိုးစားရင်ကြိုးစားသလောက်ရမှာအဲကြောင့်မို့အဓိကတော့ကြိုးစားဖို့ကို performance ပေါ်မှာပဲမူတည်တယ်အကယ်ဒမီအကောင်လေးတွေမှာဒေးစင်ဖြစ်တာလည်းမဟုတ်ဘူးဒီလိုအများကြီးတာရကတွေလည်းအများကြီးပဲရှိမှာလေအဲ့လိုပေါ့ဟုတ်ကျွန်တော်အားပေးတဲ့ပရိသတ်ကောအကုန်လုံးကိုကျေးဇူးတင်ပါတယ်ပေါ့ပြီးတော့ကျွန်တော်တို့လည်းဒီတာဝန်ကျရဲ့အတင်းတွေမှာတော့အကောင်းဆုံးပေးဆက်ပြီးတော့ကစားမှာပါပြီးတော့ကျွန်တော်တို့အားပေးတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်